MFF ကိုတစ်ခုမေးချင်တာကအခုခန့်တဲ့နီးပြကိုဘသူကရွေးချယ်တာလဲဆိုတာရယ်ဘာကိုကြည့်ပြီးရွေးတာလဲဆိုတာပါမြန်မာအမျိုးသမီးအသင်းရဲ့အရင်နီးကယူကီပါယူကီကနီးပြူဟာပိုင်းဘလောက်ထိအားနေတယ်လဲဆိုတာပြောပါမယ်ပထမဦးဆုံးအနေနဲ့မြန်မာနဲ့ထိုင်းအာဆီယံချန်ပီယံရှစ်ပွဲကိုဥပမာပြောရရင်မေထက်လူနဲ့ဝင်းသိန်းကြီးထွန်းကိုတပြိုင်နက်ပွဲထုတ်လာတဲ့အပြင်ဘဲတောင်မှန်စစ်ကစားသမားကိုထဲ့မသုံးပဲပွဲထွက်လာတာပါအကျိုးဆက်ကဘာဖြစ်နိုင်လဲဆိုတာ तू မသိတာလေသိရဲ့နဲ့မယူရဲ့ဆန်တာလားမသိပါဘူးဝင်းသိန်းကြီးထွန်းမေထက်လူတို့ကခန်းစစ်ကိုမကူနိုင်တဲ့ကစားသမားတွေပါဒါကိုတိတိနဲ့ပထမပိုင်းတစ်ပိုင်းလုံးဘဲချမ်းကအပေါက်ကြီးနဲ့ဂိုးပေါက်အကျဉ်းချင်းချင်းချောက်ခံခဲ့ရတာပါမေတ္တမုံမြင့်ကနှစ်ယောက်စာယုံပေးသွားတယ်လို့မျိုးမြမြငိမ့်လက်စွမ်းပြလို့ဂိုးပြတ်မရှုံးတာပါကန်တရားဖီးမလို့နိုင်ပွဲရလို့သာဒီပွဲကပွဲသိမ့်မဆူခဲ့တာပါဒုတိယပွဲကစီးကိန်းမှာ BNM နဲ့ကစားတဲ့ပွဲပါမျိုးမြမြငိမ့်နဲ့မေတ္တမုံမြင့်တို့နှစ်ဦးလုံးဒဏ်ရာရှိထားပေမဲ့ပွဲထုတ်လာပါတယ်ပွဲထုတ်လာတာကအပြစ်မဟုတ်ပါဘူးကျွန်တော်လည်းအရေးစွန့်သုံးပါပါဒါပေမဲ့ plan B တော့ကောင်းကောင်းပြင်ဆင်ထားရမှာပါယူကီမှာ plan B မရှိခဲ့ပါဘူးဦးဆောင်ကိုတွေပြေးလိုက်ရတဲ့ချိန်မှာလုံမိလို့ရတွေထားလို့ပြီးဖြူဖြူဝင်းကိုညာချမ်းခံစစ်ကိုပူလိုက်ခရေကပွဲကပြီးသွားခဲ့တာပါယူကီကဂျီလီတူကလပ်တွေကိုကင်ခဲ့ဘူးသူပါအဲ့လိုနီးပြမှာတော့ဗျူဟာပိုင်းအားနေချက်အများပြားရှိနေတာအာဆီယံဒေသမှာပဲလက်ထောက်နီးပြလုတ်ခဲ့ဘူးတဲ့သူကဘာဒီများစွမ်းဆောင်ပြနိုင်ပါလေပြိုင်ပွဲကြီးကြီးမားမားမရှိတဲ့အတွက်နီးပြကောင်းကောင်းမခံသေးဘူးဆိုရင်လေဒေါ်ဆန်းဆန်းသိန်းကိုအတွေ့အကြုံယူစီပြီးကင်တွယ်စီရင်နှစ်ဦးထပ်ပါဝင်းဝင်း situation ပါအခုကဘာမှရီးရီးရရမဟုတ်ပဲနီးစနစ်တာလိုက်တာမီတာပြိုးသမျှလိုက်လုံနေတဲ့ပုံပါပဲမီတာကအမြင့်ကိုထားမတင်နိုင်ပါဘူး U20 level မှာတော့တလွဲလုံးတဲ့သူပါဒီထက်ဆွေးမချခင်မီတာကိုထုတ်တင်ပါပြီ